စိတ်မောင်မှာကွဲနေတဲ့ဒီဂျပန်နိုင်ငံကိုဥဆောင်တာကစဘာဆိုင်တာဟိုဒါနော်ဘူးနာကပါဟီဒေယောရှိကေမိုကိုစားရတာကတိုကူကာဝါအီယေယာစုဆိုပြီးတော့အဲ့လိုမျိုးစဆိုတော့ရှိရဗျာကျွန်တော်အစိတ်ဒီညီကိုမေးထားတယ်ပေါ့နော်ဒီဇက်ကီကာဟာရာဟိုတိုက်ပွဲလေးအကြောင်းကျွန်တော်ဒီတော့ပြောပြမယ်ပေါ့နော်ဒီအဲ့ဒီတိုက်ပွဲကကျွန်တော်ဒီဂျပန်ရဲ့ဒီအရှေ့ပိုင်းနဲ့ဒီအနောက်ပိုင်းတိုက်တဲ့တိုက်ပွဲပေါ့နော်ဒီအရှေ့ပိုင်းမှာကျတော့ဒီတိုကူကာဝါဒီရာစုပေါ့နော်ဒီအနောက်ပိုင်းမှာကြတော့ပိုချုပ်ကြီးအရှိသူတို့เนี่ยဥဆောင်တဲ့တက်တွေကကျွန်တော်ဒီဂျပန်နိုင်ငံဒီအခုဆိုရင်တော့ဂီဖူပေါ့နော်အဲ့ဒီဒေတာမှာစစ်ကင်ကြတာပေါ့နော်သူပြောရမယ်ဆိုလို့အာနာအပြိုင်လူတာပေါ့နော်ဒီအရှိပိုင်းကလာတဲ့ဒီတိုဟူကာဝါအေရာစုတက်တွေကလည်းသူ့ရဲ့ဒီသူ့ကိုထောက်ခံတဲ့ဒီနေသားပဲ့သားတွေဒီဘာကူဖူအစိုးရတွေကိုသူစုပြီးတော့တစ်ဖွဲ့ဒီအနောက်ဘက်ကလည်းသူ့ကိုထောက်ခံတဲ့နေသားပဲ့သားတွေနဲ့ပေါင်းပြီးတော့ဒီဂီဖူခိုင်မှာတိုက်ကြတာပေါ့နော်တိုက်ပြီးတော့ဒီနောက်ဆုံးမှာကြတော့ဒီတိုဟူကာဝါအေရာစုကနိုင်သွားတယ်ပေါ့နော်နိုင်သွားတဲ့ခါကျတော့ဒီဘာကူဖူအစိုးရကနေပြီးတော့ကွန်အစိုးရပြပြောင်းသွားတယ်ပေါ့နော်ဒီဂျပန်ရဲ့ခစ်တစ်အဲဒိုကြီးတိုင်းပေါ့နော်အဲဒိုခစ်တစ်ကိုအမှစတင်ခဲ့တယ်ပေါ့နော်အဲအားစားပြီးတော့ဒီစစ်ပွဲတွေလည်းဒီမျိုးငင်းချမ်းခြုံငင်းသွားတယ်ပေါ့နော်ဟိုဒီဂျပန်မှာဆိုရင်ဒီစာတိုလေးတောင်ရှိတဲ့ဒီစိတ်မောင်မှာကွဲနေတဲ့ဒီဂျပန်နိုင်ငံကိုဥဆောင်တာကစဘာဆိုင်တာဟိုဒါနော်ဘူးနာကပါဟီဒေယောရှိကေမိုကိုစားရတာကတိုကူကာဝါအီယေယာစုဆိုပြီးတော့အဲ့လိုမျိုးစဆိုတော့ရှိရဗျာကျွန်တော်အစိတ်မောင်မှာကွဲနေတဲ့ဂျပန်ပြည်ကိုဟိုဒါနော်ဘူးနာကဖြည်းဖြည်းချင်းစူပြီးရဲပြီးတော့သူတည်သွားတယ်သူကြာဆုံးသွားတဲ့ခါမှာကျတော့ဟီဒေယောရှိပေါ့နော်ဟီဒေယောရှိကဆက်ပြီးတော့အကောင့်တွေပေါ်တယ်နောက်ဆုံးသူတို့နှစ်ယောက်ရဲ့အကောင့်တွေပေါ်ခဲ့တာတွေကိုခန်းစားစံစားတာကဒီတိုကူကာဝါအေယာစုပေါ့နော်အဲကနေပြီးတော့ဂျပန်ရဲ့တမိုင်းရတယ်ဖြည်းဖြည်းချင်းအစ်ငယ်ပြောင်းလဲလာတာပေါ့နော်ဒါကတော့ကျွန်တော်ဒီတောက်လေးကျွန်တော်ပြောပြတာပါခုလိုမျိုးကွန်မန့်တကူတကဝင်ရေးပေးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ပိုင်းကျရင်လည်းအဲ့လိုဟာမျိုးဗီဒီယိုတွေကိုကျွန်တော်လည်းစိတ်ဝင်စားတယ်အဲ့ဒါကျွန်တော်လည်းဟိုဖတ်ရှုရှာဖွေပြီးတော့ကျွန်တော်တက်နိုင်တဲ့လောက်လေးကျွန်တော်မျှဝေမဲ့အစီအစဉ်တွေရှိတယ်ပေါ့နော်လောလောဆယ်ကတော့ကျွန်တော်လည်းမအားတဲ့အတွက်အခုလိုမျိုးဗီဒီယိုတိုလေးနဲ့ပဲကျွန်တော်ဒီတောက်လေးကျွန်တော်ပြောပြခွင့်ပြုပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ